ကိုယ့်ရဲ့တနာမှုကိုတနာတတ်တဲ့စိတ်ကိုအခွင့်ရေးယူတာကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ခန္ဓာကိုယ်ကတာမန်လူတွေလိုခန္ဓာကိုယ်မဟုတ်ဘူးဒါပေမဲ့စိတ်တက်ကတော့ရိုးသားရမယ်လေအမှန်ဆိုပုပ်ပွေလေးလေးပြောအမရဲ့ညီမတော့ပတ်စံ30ရာမရှိလို့ညီမပတ်စံကူညီပါအောင်လားပြောရင်ပေးချင်ပေးမှာပဲဘာမှအခုလိန်ညာပြီးတော့ကွာတောင်းနေဆိုတာတကယ်ကိုအံ့ဩတယ်နော်တကယ်ကိုအံ့ဩတယ်ကိုဒီမှာနိုင်ငံခြားမှာအမေရိကမှာအလုပ်လုပ်ရတယ်ဘလို့ပင်ပန်းနေကိုပဲသူကိုသိတယ်သူတို့ကကြတော့အလုံးမရှိကြိုင်မရှိလားတစ်ချိန်လုံး TikTok ပဲထိုင်ဆော့ပြီးတော့အဲ့လိုနေတဲ့အတန်းစားမျိုးတွေအဲ့လိုနေတဲ့အတန်းစားမျိုးတွေကလေးမွေးရမယ်ဆိုလို့ရှိရင်လည်းကလေးမွေးဖို့အတွက်စယူတယ်ပတ်စံစုလာခဲ့လေကလေးမွေးကနေကြမှာဟိုလူကဲပါဒီလူကဲပါလုံနေလို့မရဘူးကလေးမွေးစိတ်မရှိရင်ဒီကလေးကဘယ်လိုလုပ်မှာဒီကလေးကိုဘယ်လိုမွေးမှာလဲအခုကလုံးဝမွေးထားတဲ့ပုံလည်းမပေါ်ဘူးကွာအဲ့ဒါကိုမယိုးမသားစိတ်နဲ့လာပတ်စံကိုလာတောင်းတာထောက်စုဘသူ့ကိုမှဟိုတုံမတနာတတ်ဘူးဒါအခုပတ်စံပေးလိုက်တယ်ဆိုတာကိုတော်တော်ဟိုဖြစ်လို့နော်တော်တော်စိတ်แท้ကိုရှိလို့ပေးတာတုံဘသူ့မှမပေးဘူးပတ်စံကိုပတ်စံကိုရှားတဲ့ပတ်စံကိုမိဘကိုမောင်နှမသားချင်းကိုဆွေမျိုးတွေအတွက်ပဲဖြစ်ရမယ်ဆိုတော့ဟာပဲထားရတာတုံဘယ်ကိုမှလည်းမလှူဘူးအဲ့ဒါကိုတစ်ခါခွင့်ရေးယူခံရလိန်ခံရတယ်တော့နောက်ထပ်လှူခြင်းတဲ့စိတ်တွေဘယ်ကိုမှမရှိတော့ကိုမျက်မြင်မှာပဲပေါ့နော်ကိုလှူမယ်လို့ပဲသဘောထားအဲ့တော့တကယ်ချင်းတို့လေလူတိုင်းကိုအမြင်နဲ့ပဲဟိုဟာဖြစ်ပြီးတော့မတနာကြပါနဲ့လို့အားလေးလာပြောပြကိုရှာတဲ့ပတ်စံကကိုပင်ပန်းလှုပ်ပြီးတော့ရှာရတာကိုပတ်စံကိုသူတို့ကတလွဲမှာသုံးပြီးတော့ဖြုံးနေရမယ်ဖြစ်မျိုးလက်မခံနိုင်ဘူးသူတို့ကတော့အလုံးမရှိကြိုင်မရှိနိုင်ပေါ်မှာ TikTok တွေစောကိုပတ်စံသုံးခြင်းကိုရှာလေကိုခန္ဓာပုံမှန်လူမဟုတ်ပေမဲ့လည်းပတ်စံရှာလို့ရတဲ့ဟိုအလုပ်တွေအများကြီးရှိတယ်သူ့ယောက်ျားလေးကတော့အလုပ်ရှိရပြောရပါပဲသူပတ်စံလာတောင်းတော့ယောက်ျားလည်းအလုပ်မရှိလို့ပြောတယ်အလုပ်မရှိပဲနဲ့မိန်းမတစ်ယောက်ကိုဘာလို့ယူလဲကိုအလုပ်ကကြတော့ဖြင့်ဟိုဘာမှမေရအလုပ်လည်းရှိတာမဟုတ်ဘူးခန္ဓာကိုယ်ကလည်းလူတာမန်နေလို့ပုံမှန်လည်းမဟုတ်ဘူးမိန်းမတစ်ယောက်ကိုလွယ်ယူလိုက်မိန်းမရပြီးရောလွယ်ယူကြကိုရီဆိုခုတည်းဒီအသက်45ပြည့်ပြီယောက်ျားယူဖို့စိတ်ကိုမကူးဘူးလားတကယ်ကိုဘဝကိုဘလို့တိုးတက်အောင်လုပ်ဖို့ကိုမိဘကိုဘလို့ထောက်ပံ့မယ်ကိုမိဘကိုဘလို့ကောင်းမွန်ထားမယ်ဆိုတော့စိတ်ပဲရှိတယ်အိမ်အောင်ပြုတ်ဖို့ခုတည်းဒီကိုစိတ်ကိုမကူးရှာနိုင်တယ်နော်ပတ်စံရှာနိုင်တယ်ယောက်ျားတွေကိုအားမကိုအားပဲကိုတယ်ကိုမိဘကိုပြေဆုံးထားမယ်ဒါပဲစိတ်ထဲမှာရှိရဒါပဲနော်အားလေးပြောပြတာလူတိုင်းကိုမတနာနဲ့လို့လူတိုင်းကိုမယုံနဲ့တနာတင်မှာတနာ